မျိုးသားကရေဖန်ခွက်ကိုယူပြီးတငုံတောက်လိုက်တယ်သူ့ရဲ့မျက်စောင်းထိုးမှာတော့ချစ်စရာကောင်းတဲ့မိန်းကလေးငယ်လေးတူကလည်းသူမရဲ့ခွက်ကိုမလိုက်ပါတယ်သူကသူ့ရဲ့ဖန်ခွက်ကိုအသားရလှုပ်ရမ်းပြလိုက်တဲ့အခါမိန်းကလေးငယ်လေးကလိမ္မာပါနဲ့စွာနဲ့အနာကိုတိုးလာခဲ့တယ်ဘာမှဝေခွဲမနေပဲခေါင်းကိုနောက်လန်ပြီးရေဖန်ခွက်အကြီးကြီးတဲ့ကရေတွေကိုတကြိုက်သေးကုံအောင်တောက်ချလိုက်ပါတော့တယ်ဒီလောက်တင်းငယ်တဲ့ပိုက်လေးထဲမှာရေတွေအများကြီးဘလို့ဆက်နာလဲဆိုတာကိုပါပင်တယောက်အံ့ဩနေမိတယ်အဲ့ဒီအချိန်မှာတော့ဒီမိန်းကလေးငယ်လေးဟာအိန္ဒိယနဲ့ဆက်ဆံရေးတင်းမာနေတဲ့ပါကစ္စတန်နိုင်ငံကလာတယ်ဆိုတာကိုသူမသိသေးပါဘူးစိတ်ကောင်းရှိတဲ့ပါပင်ကသူမအတွက်အိန္ဒိယနံပြတစ်ခုမှပေးခဲ့ပေမဲ့မိန်းကလေးငယ်လေးကလက်ညှိုးနဲ့လက်ခလဲနှစ်ချောင်းကိုထောင်ပြပြီးနှစ်ခုလိုချင်တယ်လို့အခိုင်အမာပြလိုက်တဲ့အတွက်သူအံ့အားသင့်သွားခဲ့ရတယ်သူမတော်တော်လေးစာလောင်နေပုံရပါတယ်ပါပင်ကသူမဘသူပဲဝါလဲဆိုတာသိရဖို့မေးမြန်းပေမဲ့ဘလို့ပဲမေးမေးသူမကတော့သူ့ကိုရှာလေးထုတ်ပြီးနောက်ပြောင်နေခဲ့တယ်ပါပင်နဲ့ဆိုင်ရှင်ကတော့သူမဟာဒီအနားမှာနေတဲ့စကားမပြောနိုင်တဲ့ကလေးတယောက်လိုပဲခံမှန်းလိုက်ကြတယ်ပါပင်ကသူမအတွက်ပတ်စံရှင်းပေးပြီးထွက်ခွာတော့မဲ့အချိန်မှာမိန်းကလေးငယ်လေးကသူ့နောက်ကိုတိတ်တဆိတ်လိုက်လာခဲ့တယ်သူမပတ်စံတောင်းနေတာလို့သူထင်ခဲ့မိပေမဲ့သူပတ်စံပေးတဲ့အခါမှာတော့ညစ်ပတ်နေတဲ့မျက်နှာလေးပေါ်ကတောက်ပတဲ့မျက်လုံးလေးတွေနဲ့သူ့ကိုစိုက်ကြည့်နေခဲ့ပါတယ်အဲ့ဒီတော့မှပါပင်ကသူမဟာမိဘတွေနဲ့လူကွဲလာတာဖြစ်နိုင်တယ်ဆိုတာကိုသဘောပေါက်သွားခဲ့တယ်အချို့သောလူတွေကကလေးတွေကိုမွေးဖွားပေးကြပေမဲ့ကောင်းကောင်းမွန်မွန်မွေးမြူဖို့ကြတော့ဆန္ဒမရှိကြပါဘူးပါပင်ကသူမကိုတကယ်ကူညီချင်ခဲ့ပေမဲ့သူကိုယ်တိုင်ကလည်းသူများအိမ်မှာကတ်နေရသူဖြစ်ပါတယ်ဒါကြောင့်သူကိုးကွယ်တဲ့မြောက်မင်းရုပ်ထုပါတဲ့ဆွဲကြိုးကိုသူမကိုဆွဲပေးလိုက်ပြီးသူမကိုစောင့်ရှောက်ဖို့အတွက်စိတ်ထဲကနေဆူတောင်းပေးခဲ့ပါတယ်အိမ်အပြန်ဘတ်စကားဘော်တက်တဲ့အခါပါပင်ကနောက်ကိုလှည့်ကြည့်လိုက်တော့မိန်းကလေးငယ်လေးကကားနောက်ကိုတနာဆဖွယ်လိုက်ပြေးနေတာကိုမြင်လိုက်ရတယ်သူ့နှလုံးသားထဲကရိုးသားတဲ့ကျင်နာမှုကြောင့်သူမကိုပြစ်မထားနိုင်တော့ပဲနောက်ဆုံးမှာတော့အကူအညီရဖို့ရဲစခန်းကိုခေါ်သွားခဲ့ပါတယ်ဒါပေမဲ့မိန်းကလေးငယ်လေးကစကားမပြောနိုင်တဲ့အပြင်ဘာချက်လက်မှမပေးနိုင်တဲ့အတွက်ပါပင်ဟာသူမကိုသူ့ရောက်ခမလောင်းရဲ့အိမ်ကိုပဲခေါ်သွားခဲ့ရတယ်သူ့ရောက်ခမရဲ့မိသားစုဟာဟိန္ဒူဘာသာရဲ့အမြင့်ဆုံးဆက်ဖြစ်တဲ့ဗြဟ္မဏမျိုးနွယ်တွေဖြစ်ပြီးဇက်နေသူတွေနဲ့ဘယ်တော့မှအဆက်ဆံမလုပ်ကြပါဘူးရောက်ခမဖြစ်သူကကလေးမလေးရဲ့ဆက်အကြောင်းမေးတဲ့အခါပါပင်ကသူမရဲ့အသားအရည်ဖြူဝင်းတာကိုကြည့်ရင်သူမဟာလည်းဇက်မြင့်တွေကဖြစ်နိုင်တယ်လို့ဝေဝေဝါးဝါးပဲဖြေလိုက်ပါတယ်မထင်မှတ်ပဲအစားအသောက်တလေးမတူတာကြောင့်အသားမပါတဲ့တက်တက်လို့ဟင်းရတွေကိုမိန်းကလေးငယ်လေးကလုံးဝစိတ်မဝင်စားပါဘူးအဲ့ဒီအစာဘေးအိမ်ကအသားဟင်းနှံကသူမကိုတည်ကြစေခဲ့ပါတယ်လူတွေသတိမထားမိတဲ့အချိန်မှာသူမဟာပျောက်ကွယ်သွားခဲ့တယ်အားလုံးကစိုးရိမ်တကြီးနဲ့လိုက်ရှာကြတဲ့အခါမှာတော့သူမကိုဘေးအိမ်မှာကြက်ပေါင်းကိုအရသာရှိရှိစားနေတာကိုတွေ့လိုက်ရပါတယ်ပါပင်တယောက်ဆုံးသွားခဲ့ရတဲ့ဗြဟ္မဏတွေဟာတက်တက်လို့သမားတွေဖြစ်တာကြောင့်ဒါဟာသူမဗြဟ္မဏမဟုတ်ဘူးဆိုတာကိုတက်တည်ပြလိုက်တာပါပဲသူကဒီအမှန်တရားကိုညှင်းပယ်ခြင်းပေမဲ့မျက်စိရှိကအဖြစ်မှန်ကိုတော့မပြောင်းလဲနိုင်ခဲ့ပါဘူးသူစိတ်ကိုသူပြန်လဲဖြေသိမ်းဖို့စူးစမ်းပေမဲ့လက်တွေ့ဘဝကသူ့ကိုနောက်ထပ်ရိုက်ချက်တစ်ခုထပ်ပေးခဲ့ပါတယ်နောက်တစ်နေ့မှာပါပင်ကသူမကိုမြောက်မင်းဖျားเจ้าကိုခေါ်သွားခဲ့ပေမဲ့သူမကဟိန္ဒူဘာသာရေးထုံးတမ်းတွေကိုလုံးဝမသိပါဘူးမျက်စိတမိတ်တွင်းမှာပဲသူမထပ်မံပျောက်ကွယ်သွားခဲ့ပြီးဒီတစ်ခါမှာတော့လမ်းတစ်ဖက်ကဗလီတဲကိုပြေးဝင်သွားခဲ့ပါတယ်ပါပင်သူမကိုပြန်တွေ့တဲ့အချိန်မှာတော့သူမဟာပူဝါလေးကိုစနစ်တကျခြုံတင်ပြင်းခွေထိုင်ပြီးအာယုံဆိုင်ဆူတောင်းနေခဲ့ပါတယ်ဒီမြင်ကွင်းကပါပင်ရဲ့နောက်ဆုံးမျှော်လင့်ချက်ကိုအကုန်ဖျက်ဆီးလိုက်ပါပြီးမိန်းကလေးငယ်လေးဟာဗြဟ္မဏမဟုတ်ယုံတာမကဟိန္ဒူဘာသာဝင်တော်မဟုတ်ခဲ့ပါဘူးဒါဟာရိုးသားလုံးနဲ့ပါပင်အတွက်တော့လက်ခံဖို့ခက်ခဲလွန်းလာပါတယ်သူဘာလို့ရမှန်းမသိပဲဗလီတဲကနေထွက်လာခဲ့ပေမဲ့သူ့ချစ်သူဂျက်စီကာရဲ့စကားတွေကသူ့ကိုလိုချသွားစေခဲ့ပါတယ်သူမကစက်မတူလို့ဘာသာမတူလို့ဘာဖြစ်လဲဒါပေမဲ့သူတို့ဗလီတဲကိုပြန်ဝင်တဲ့အခါမိန်းကလေးငယ်လေးကမရှိတော့ပါဘူးပါပင်ရဲ့ရင်ထဲမှာထိတ်လန့်မှုတွေဖြစ်ပေါ်လာခဲ့တယ်သူမကိုဆုံးရှုံးရမှာကြောက်တဲ့စိတ်ကသူ့ကိုလွှမ်းမိုးသွားပြီးသူမကိုသူ့ရဲ့တမီးရင်းလိုသဘောထားနေပြီဆိုတာသိလိုက်ရပါတယ်အဲ့ဒီနောက်မှာတော့မိသားစုဆန်တဲ့နှွေးထွေးတဲ့ဖက်လက်တကင်းရှိမှုကသူ့ရဲ့စိုးရိမ်မှုတွေကိုချက်ချင်းဆိုသလိုစေးကြောပေးလိုက်ပါတယ်အစွဲလန်းတွေနဲ့စိတ်ကျဉ်ကျပ်မှုတွေကြောင့်တိဆောက်ထားတဲ့အတားအဆီးတွေဟာအရေးမကြီးတော့ပါဘူးအဲ့ဒီအချိန်မှာနှလုံးသားနှစ်ခုဟာနီးကပ်စွာဆက်နွယ်သွားခဲ့ပါပြီးအိမ်ပြန်ရောက်တဲ့အခါပါပင်ကရောက်ခမလောင်းကိုဘယ်လိုရှင်းပြရမလဲဆိုတာစိုးရိမ်နေတော့မှပဲအိန္ဒိယနဲ့ပါကစ္စတန်ခရစ်ကတ်ပွဲကပါကစ္စတန်ဘောလုံးပွဲကလူတိုင်းကိုအံ့အားသင့်သွားစေပါတယ်အိန္ဒိယဘက်ကဂိုးသွင်းလိုက်တိုင်းလူတွေအားလုံးကဝမ်းသာအားရအော်ဟစ်အားပေးကြပေမဲ့အဲ့ဒီမိန်းကလေးငယ်လေးကတော့ဒေါသတကြီးနဲ့သူမရဲ့လက်ကလေးတွေကိုလွှဲရနေခဲ့ပါတယ်ဒါပေမဲ့ပါကစ္စတန်ဘက်ကဂိုးသွင်းလိုက်တဲ့ခါတိုင်းမှာတော့သူမဟာချက်ချင်းဆိုသလိုပျော်ရွှင်စွာလက်ခုပ်တီးခဲ့တာကြောင့်အဖိုးအိုဟာစိတ်ပြက်လက်ပြက်နဲ့ခေါင်းခါရမ်းနေခဲ့ရပါတယ်ပါကစ္စတန်ဘက်ကစက်တိုက်ဂိုးတွေသွင်းပြီးနောက်ဆုံးမှာချန်ပီယံဆုကိုဆွတ်ခူးသွားတဲ့အခါမိန်းကလေးငယ်လေးဟာစိတ်လှုပ်ရှားစွာနဲ့စပွဲပေါ်တက်ပြီးကခုန်နေခဲ့ပါတယ်ဒါအပြင် TV တွေကပါကစ္စတန်အလံကိုတောင်လှမ်းပြီးအနံ့ပေးနေခဲ့ပါသေးတယ်ဒါကိုမြင်လိုက်ရတဲ့အခါပါပင်ရဲ့ရင်ထဲမှာတော့တုန်လှုပ်သွားခဲ့ပါတယ်အစောပိုင်းတုန်းကတော့ဒီမိန်းကလေးဘယ်ရက်ကလာတယ်လဲဆိုတာကိုသူစူးစမ်းပြီးစုံစမ်းခဲ့ပါသေးတယ်အိန္ဒိယနိုင်ငံတွေကမြို့မီတွေကိုတစ်ခုပြီးတစ်ခုရွှေ့ပြခဲ့ပေမဲ့သူမကတော့အချိန်ချင်းခေါင်းခါပြခဲ့တာပါအခုတော့အဖြေကရှင်းသွားပါပြီသူမဟာအိန္ဒိယနဲ့ဆက်ဆံရေးတင်းမာနေတဲ့ပါကစ္စတန်နိုင်ငံကဖြစ်နေလို့ပါပဲဒီရုပ်ရှင်ကားလေးကိုကြိုက်တယ်ဆိုရင်ဖော်လို့လုပ်ခဲ့ပါဗျ